မင်္ဂလာပါရှင်2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုပါဝင်ရှင်ပြိုင်မိပို့အမျိုးသားအဖွဲ့ချုပ် PNO ပါတီနဲ့ဆက်လက်ပြီးရွေးကောက်ပွဲအတွက်ပြင်ဆင်ထားခြင်းအခြေအနေကိုမေးမြန်းသွားမှာဖြစ်ပါတယ်ရှင်မင်္ဂလာပါအမရဲ့နာမည်ရဲ့ပါတီအမည်ရဲ့ထမ်းဆောင်နေတဲ့တာဝန်တွေကိုမိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့မင်္ဂလာပါရှင်ကျွန်မနာမည်ကတော့နန်းရီဝင်းခေါ်နန်းလုံခန့်ဖြစ်ပါတယ်ရှင်ပို့အမျိုးသားအဖွဲ့ချုပ် PNO ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်ရှင်ကျွန်မကတော့2025ရွေးကောက်ပွဲမှာပင်လောင်းမြို့နယ်ပြည်သူ့လွှတ်တော်ကနေဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းတဦးလည်းဖြစ်ပါတယ်ရှင်ပို့အမျိုးသားအဖွဲ့ချုပ် PNO ပါတီရဲ့မူဝါဒကဘယ်လိုမျိုးလဲဆိုတာပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ကျွန်တော်တို့ပို့အမျိုးသားအဖွဲ့ချုပ် PNO ပါတီရဲ့မူဝါဒကတော့နိုင်ငံရေးမူဝါဒတိုင်းရင်းသားလူမျိုးဆိုင်ရာမူဝါဒကျန်းမာရေးမူဝါဒစီးပွားရေးမူဝါဒလမ်းပန်းဆက်သွယ်ရေးမူဝါဒပညာရေးမူဝါဒတည်တော်နဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒမိခင်နဲ့ကလေးစောင့်ရှောက်ရေးမူဝါဒတည်င်းနဲ့ပြန်ကြားရေးမူဝါဒဆိုပြီးတော့မှအစရှိသည့်ဖြင့်ကဏ္ဍပေါင်းစုံ24ခုရှိပါတယ်ရှင်ဘယ်အစိုးရတက်တို့အစိုးရဆိုတဲ့ဝေါ်ဟာရရဲ့အကျဉ်းချုပ်ပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ဘယ်အစိုးရတက်တို့အစိုးရဆိုတာကျမတို့ဘိုးအမျိုးသားအဖွဲ့ချုပ် PNO ပါတီဟာပအိုးဒေတာပအိုးတိုင်းရင်းသားနဲ့အတူနေညီနောင်တိုင်းရင်းသားအလုံးတို့ကိုစားပြုတဲ့ပါတီဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ဖြစ်ပေါ်လာမဲ့မိသည့်အစိုးရပြည်ထောင်စုအစိုးရဖြစ်ဖြစ်ပြည်내အစိုးရတို့နဲ့အတူလက်တွဲပြီးတော့မှနိုင်ငံနဲ့ပြည်သူလူထုတို့ရဲ့အကျိုးစီးပွားကိုလက်တွဲပြီးတော့မှဆောင်ရွက်သွားမယ်ဆိုတဲ့မူကိုလက်ကင်ထားတဲ့ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်ရှင်ပို့အမျိုးသားအဖွဲ့ချုပ် PNO ပါတီရဲ့အောင်နိုင်ရေးဆောင်ပို့ရဲ့အဓိပ္ပာယ်ကိုပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ကျမတို့ပို့အမျိုးသားအဖွဲ့ချုပ် PNO ပါတီရဲ့အောင်နိုင်ရေးဆောင်ပုဒ်ကတည်ငြိမ်အေးချမ်းဖွံ့ဖြိုးဖို့ငကားမဲကိုပေးကြဆိုတဲ့ဆောင်ပုဒ်ပဲဖြစ်ပါတယ်ရှင်လက်ရှိကာလမှာကျတော့နိုင်ငံနဲ့မိဘပြည်သူလူထုရဲ့အဓိကတော့တည်ငြိမ်အေးချမ်းရေးနဲ့ကဏ္ဍပေါင်းစုံတိုးတက်ဖွံ့ဖြိုးရေးဟာအဓိကအရေးကြီးကိစ္စတစ်ရပ်ဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ကျမတို့ပါတီကတည်ငြိမ်အေးချမ်းရေးနဲ့ကဏ္ဍစုံတိုးတက်ဖွံ့ဖြိုးရေးကိုအဓိကထားပြီးတော့မှကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်ရှင်ပို့အမျိုးသားအဖွဲ့ချုပ် PNO ပါတီရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်တဲ့ပုံစံတွေကိုပြောပြပေးပါအောင်ရှင်ဥပမာမဲစန္ဒနယ် PR FPTP ကိုယ်စားလှယ်လောင်းဦးရေတို့တွေပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ပို့အမျိုးသားအဖွဲ့ချုပ် PNO ပါတီဝင်ရောက်ရှင်ပြိုင်မှာကတော့ပြည်သူ့လွှတ်တော်မှာ10ဦးအမျိုးသားလွှတ်တော် FPTP 2ဦး PR 6ဦးပြည်내လွှတ်တော် FPTP 12ဦးပြည်내လွှတ်တော် PR 20ဦးအချုပ်ပြောရမယ်ဆိုရင်တော့ပို့မျိုးသားအဖွဲ့ချုပ် PNO ပါတီမဲဆန္ဒနယ်29နယ်နဲ့လွှတ်တော်ကိုယ်စားလှယ်ပေါင်း50ဦးဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်ရှင်ရွေးကောက်ပွဲဆိုတာလူထုအတွက်ဘာကြောင့်အရေးကြီးတယ်ဆိုတာပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ရွေးကောက်ပွဲဆိုတာကိုယ်နိုင်ငံကိုယ်ပြည်내ကိုယ်ဒေသကိုယ်ပြည်သူလူထုရဲ့အရေးကိစ္စတွေကိုအလုပ်လုပ်ပေးမယ်တနည်းအားဖြင့်ပြည်သူတွေရဲ့အရေးကိစ္စတွေကိုဆောင်ရွက်ပေးမယ်ကိုယ့်ရဲ့ကိုယ်စားလှယ်တွေကိုပြည်သူလူထုကိုယ်တိုင်ရွေးချယ်ပေးရတာဖြစ်ပါတယ်ရှင်ဒါကြောင့်ရွေးကောက်ပွဲဟာကိုယ့်ရဲ့ကိုယ်စားလှယ်ကိုပြည်သူလူထုကိုယ်တိုင်ရွေးချယ်တင်မြှောက်ခွင့်ရတဲ့အခွင့်အရေးဖြစ်တာမို့အလွန်ပြည်သူလူထုအတွက်အလွန်အရေးကြီးလာပါတယ်ရွေးကောက်ပွဲမှာမဲသွားမပေးဘူးဆိုရင်ကိုယ့်ရဲ့ကိုယ်စားလှယ်ကိုယ်တိုင်ရွေးချယ်တင်မြှောက်ခွင့်အခွင့်အရေးဆုံးရှုံးသွားမှာဖြစ်တဲ့အတွက်မဲသွားပေးကြဖို့အလွန်အရေးကြီးလာပါတယ်မဲဆန္ဒရှင်အားလုံးကိုလည်းမဲသွားပေးကြဖို့ကျွန်မအနေနဲ့တိုက်တွန်းနှိုးဆော်အပ်ပါတယ်ရှင်ပို့အမျိုးသားအဖွဲ့ချုပ် PNO ပါတီကိုယ်စားလှယ်များကလွှတ်တော်ထဲရောက်သွားတဲ့အခါပြည်သူလူထုအကျိုးပြုလုပ်ငန်းစဉ်များထဲကဦးစားပေးမှုတစ်ခုပြောပါဆိုရင်ဘယ်တစ်ခုကိုပြောချင်ပါတယ်လဲရှင်ဟုတ်ကဲ့ကျွန်တော်တို့ပို့အမျိုးသားအဖွဲ့ချုပ် PNO ပါတီလွှတ်တော်ကိုယ်စားလှယ်တွေလွှတ်တော်ထဲရောက်သွားတဲ့အချိန်မှာပြည်သူအကျိုးပြုလုပ်ငန်းတွေကိုစမ်းသပ်မှန်ဆောင်ရွက်ပြီးတော့ပါမယ်ရွေးကောက်ပွဲဆောင်ပုဒ်ဖြစ်တဲ့တည်ငြိမ်အေးချမ်းရေးနဲ့ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်လည်းစမ်းသပ်မှန်ဆောင်ရွက်ပြီးတော့ပါမယ်ရှင်ဥပမာအနေဖြင့်ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာကျမတို့ပါတီရဲ့ကိုယ်စားလှယ်တွေကတက်ကြွနဲ့ပါဝင်ဆောင်ရွက်ပြီးတော့ပါမယ်ငြိမ်းချမ်းရေးပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်
အမှန်တကယ်ဖော်ဆောင်ဖို့အတွက်လည်းအကြံဉာဏ်တွေပေးသွားမယ်ပါဝင်ညှိနှိုင်းဆွေးနွေးတာတွေကိုလည်းအစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားပါမယ်ငြိမ်းချမ်းရေးအတွက်ဒီမိုကရေစီဖက်ဒရယ်ကိစ္စနဲ့နှီးနွယ်နေတာမလို့ဖက်ဒရယ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာအောင်လဲဆွမ်းဆွမ်းတမန်နဲ့ကြိုးပမ်းဆောင်ရွက်ပြီးတော့မှာဖြစ်ပါတယ်ရှင်။ကဏ္ဍအပေါင်းစုံဖွံ့ဖြိုးတိုးတက်ဖို့အတွက်ပြည်သူလူထုတွေရဲ့စီးပွားရေးတွေအားကောင်းလာအောင်ဆောင်ရွက်ပြီးတော့ပါမယ်။ဥပမာအနေဖြင့်အသေးစားအလက်စားစီးပွားရေးတွေပုံမကောင်းမွန်လာအောင်ဆောင်ရွက်ပေးပြီးတော့မှဒေတာထက်ကုန်တွေကိုအစင်းမြင့်တန်ဖိုးထက်ကုန်အစင်းမြင့်တင်ဖို့အတွက်လည်းအားပေးကူညီဆောင်ရွက်ပြီးတော့ပါမယ်။ကဏ္ဍအပေါင်းစုံဖွံ့ဖြိုးတိုးတက်ရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့လက်စစ်မီလမ်းတရားစာတင်ကျောင်းဆေးရုံဆေးပေးခန်းအစရှိသည့်တို့ကိုရရှိအောင်နဲ့ရရှိပြီးသားတို့ကိုထပ်မံပြီးတော့အစစ်မြင့်တင်သွားဖို့အတွက်ပြည်သူလူထုအတွက်ဆွမ်းဆွမ်းတမန်ကြိုးပမ်းဆောင်ရွက်ပြီးတော့မှာဖြစ်ပါတယ်ရှင်အမင်းအဖြေကဏ္ဍမှာအမအနေနဲ့ဗာများဖြည့်ဆွက်ပြီးပြောဆိုခြင်းပါတယ်လေရှင်ဖြည့်ဆွက်ပြီးပြောချင်တာကတော့ကျမတို့ဘိုးအမျိုးသားအဖွဲ့ချုပ် PNO ပါတီကိုယုံယုံကြည်ကြည်နဲ့မဲပေးကြဖို့နှိမပြည်သူလူထုတို့ကိုမေတ္တာရက်ခံပန်ကြားအပ်ပါတယ်ရှင်ကျမတို့ဘိုးအမျိုးသားအဖွဲ့ချုပ် PNO ပါတီဟာမိဘပြည်သူတို့တောင်းတလျက်ရှိတဲ့တည်ငြိမ်အေးချမ်းရေးနဲ့ကဏ္ဍဆောင်ဖွံ့ဖြိုးရေးတိုးတက်ရေးတို့ကိုအစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်နေတဲ့ပါတီဖြစ်ပါတယ်။နောက်ပြီးတော့ကျမတို့ PNO အမျိုးသားအဖွဲ့ချုပ်ပါတီဟာမိဘပြည်သူတို့ယုံကြည်စိတ်ချရတဲ့ပါတီဖြစ်တာမို့လို့ကျမတို့ဘိုးအမျိုးသားအဖွဲ့ချုပ် PNO ပါတီရဲ့အမတ်တစိတ်ဖြစ်တဲ့နဂါးကိုမဲပေးကြဖို့မိဘပြည်သူအားလုံးကိုမေတ္တာရက်ခံပန်ကြားအပ်ပါတယ်ရှင်အခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်